ကားစတက်တစ်ချက်လဲလိုက်လို့ဗတိကမနိုးဘန်းနဲ့ဝက်သွားတယ်ဆိုလို့ရှိရင်ဗတိပြဿနာလို့တမ်းပြီးသတ်မှတ်လို့မရပါဘူးတခါတလေမှာကျွန်တော်တို့ဒီစတက်မော်တာပြဿနာတွေကြောင့်မို့လဲရှိနိုင်ပါသေးတယ်ဒါဆိုရင်ကျွန်တော်တို့ကဗတိမကောင်းတာလားစတက်မော်တာမကောင်းတာလားဆိုတာကိုကျွန်တော်တို့ကအကြံအားဖြင့်ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ဟန်နဲ့ခွဲခြားလို့ရမယ်နည်းလမ်းကိုကျွန်တော်ကပြောပြပေးမယ်ဘယ်လိုခွဲလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ထရီမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစတက်တစ်ချက်မွေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ lighting မီးလေးတွေမှိန်သွားတာပြီးတော့ dashboard light တွေမှိန်သွားတာမျိုးအတန်ကတစ်ဆိုပြီးတော့မှခက်မြန်ကြားရတဲ့အတန်မျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒါဘက်ထရီမကောင်းတာလို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဘက်ထရီဘာကြောင့်မကောင်းတာလဲဆိုလို့ရှိရင်တော့ဒီဘက်ထရီရဲ့ connection တွေအချိတ်ဆက်တွေမကောင်းတာပြီးတော့ကျွန်တော်တို့ဘက်ထရီပိုးအားတွေကျနေတာမျိုးပြီးတဲ့အခါကျရင်ဒီဘက်ထရီရဲ့ terminal တွေဆွေးနေတာမျိုးဒါမျိုးတွေကြောင့်မို့လဲကျွန်တော်တို့ဖြစ်နိုင်တယ်ဘက်ထရီ terminal တွေကျွန်တော်တို့ asset စားပြီးတော့မှဆွေးနေရဆိုရင်လည်းလုံးမှာမဟုတ်ပါဘူးเนาะနောက်တစ်ချက်ကကျွန်တော်တို့ step motor ကောင်းမကောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်ထရီပိုးအားတွေကလည်းပုံမှန်ရှိနေတယ်ဒီဘိုးတိုင်းလိုက်တော့လည်းဘိုးကအပြည့်ထွက်တယ်ပြီးတော့ကျွန်တော် terminal ဒီဘာတွေကလည်းကျွန်တော်တို့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးအနေထားတစ်ခုမှာကျွန်တော်တို့ကဒီဆက်နှိုးလိုက်တဲ့အချိန်မှာဒီဆက်တန်က click ဆိုတဲ့တစ်ချက်ပဲကြားရတယ်တစ်ချက်ပဲကြားပြီးတော့မှကျွန်တော်တို့ engine ကမလဲပတ်နိုင်ဘူးသူရဲ့ electrical system တွေကလည်းအကုန်လုံးပုံမှန်ပဲအဲ့ဒါအောင်မှာကျွန်တော်တို့ကဆက်ကနှိုးလိုက်လို့ရှိရင် engine ကclick ဆိုတဲ့အတန်လေးတစ်ချက်ပဲကြားပြီးတော့ကျွန်တော် engine အပတ်ရည်ကိုမိအောင်မလဲပေးနိုင်ဘူးဆိုလို့ရှိရင်တော့ဒါ step motor ဘက်ကပြဿနာဖြစ်နိုင်တယ်ဒါပေမဲ့သူ့တစ်ခုတည်းနဲ့ကျွန်တော်တို့ကဆုံးဖြတ်လို့မရဘူးကျွန်တော်တို့ခုနပြောခဲ့တဲ့အတိုင်း battery ရဲ့ connection တွေကောင်းမကောင်း cable wire တွေဆွေးမဆွေးပြီးတော့ terminal တွေကောင်းမကောင်းတွေကိုလည်းကျွန်တော်တို့ကပြန်ပြီးတော့စစ်ဆေးရမှာပေါ့နော်တက်တိနားလဲတဲ့ဆိုင်မှာစစ်ရင်တော့ပို့ပြီးတော့မှဒါကောင်းပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီကားဆက်နှုတ်လို့မရတာတခုတည်းနဲ့ကျွန်တော်တို့ဘက်ထရီကိုလဲဖို့မဆုံးဖြတ်ပါနဲ့ဝယ်ဖို့လည်းကျွန်တော်တို့အလော်တကြီးမဆုံးဖြတ်ပါနဲ့အခုခေတ်ဘက်ထရီဈေးကလည်းတည့်ရတိုင်းပဲနည်းနည်းနော်နဲ့မရဘူးအဲ့တော့ကျွန်တော်တို့ကဒီဘက်ထရီရဲ့ terminal တွေကောင်းမကောင်းဘက်ထရီ connection တွေမိကျွန်တော်တို့ပြီးတော့ဒီ wire system တွေကောင်းမကောင်း charging တွေကောင်းမကောင်းကိုတက်တိနားလဲတဲ့ဆိုင်မှာတေချာစနစ်တကျစစ်ဆေးပြီးမှကျွန်တော်တို့ဘက်ထရီကောင်းတာဟိုရွေးမယ်ပြီးတော့ကျွန်တော်ဒီ step motor ကြောင့်မို့လားဘက်ထရီကြောင့်မို့လားဆိုတဲ့ပြဿနာကိုဖြေထုတ်ပြီးကမှမိတ်ဆွေတို့ကိုကျွန်တော်ကဝယ်ပါလို့အကြံပြုချင်ပါတယ်ဘက်ထရီ knowledge နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော် video လေးတွေဆက်ပြီးတော့တင်ဆက်ပေးသွားအောင်ပါမို့လို့ကျွန်တော်တက်တိနားလဲတဲ့လောက်နဲ့ကျွန်တော်မျှဝေသွားမှာမို့လို့ကျွန်တော်ရဲ့ page လေးကိုလည်း follow လုပ်ထားဖို့ကျွန်တော်ကညတာရက်ခံပါတယ်